မင်္ဂလာပါခင်ဗျ Pro Anti Camera Training Center မှာကြိုဆိုပါရခင်ဗျကျွန်တော်ဒီနေ့ရှင်းပြပေးမယ့်ဗီဒီယိုဖိုင်သင်ခန်းစာကတော့ Microsoft Office Excel မှာ Same Format ကိုဘယ်လိုပုံစံအနေနဲ့ဆွဲရတာလဲဆိုတဲ့အကြောင်းကိုကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်ခင်ဗျဒါဆိုရင်စရအောင်ကျွန်တော်တို့က System Architecture ဆိုတာအဓိက Excel မှာ Format ဆိုပြီးအဓိကကြားတဲ့အပိုင်းပဲဖြစ်ပါတယ် Excel file ကိုဒီလိုမျိုးနေအပိုင်းနေနဲ့ကျွန်တော်ခွဲပြီးတော့ဒီစားရမှဖြစ်ပါတယ်ပထမဆုံးထည့်ရမယ့်ဟာ Master Data ဆိုတာဟာကျွန်တော်6အကောင့်ပထမတည်ဆွဲရမယ်အဲ့ဒီအကောင့်တွေကို ID number လေးနဲ့တိစောက်ပေးရမယ်6အကောင့်တိစောက်တဲ့တွေမှာအကောင့် number လေးကို ID number လေးနဲ့တိစောက်ပေးရမယ်အဲ့ဒီ ID number လေးနဲ့တိစောက်ဖို့ကြောင့်ကိုရှေ့ရကျွန်တော်ဗီဒီယိုဖိုင်သင်ခန်းစာလေးမှာကျွန်တော်ရှင်းပြပေးပါတယ်ခင်အဲ့ဒီဗီဒီယိုဖိုင်သင်ခန်းစာမှာ6အကောင့်ကိုတိစောက်တဲ့အချိန်မှာ ID ကိုဘယ်လိုထည့်ရတယ်လဲဆိုတဲ့အကြောင်းကိုရှေ့မှာဗီဒီယိုဖိုင်သင်ခန်းစာမှာပြန်ပြီးတော့လေ့လာစေချင်ပါတယ်ခင်ဗျနောက်တစ်ခါ customer လေးဆိုတာ credit စိတ်နဲ့ရရတဲ့ customer နေတွေကိုတိစောက်ရမှာဖြစ်ပါတယ်အဲ့ဒီ customer နေကိုလည်းကျွန်တော်တို့ကတိစောက်တဲ့အချိန်မှာ ID နေနဲ့ဒီစားရမှာဖြစ်ပါတယ်ကကျွန်တော်တို့ကလောက်ကိုတဲ့ချိန်မှာဒီ customer မှာကျွေးဘယ်လောက်ရစရာရှိတာလဲဆိုတာပေါ်ဖို့အတွက်ကျွန်တော်တို့က customer လေးကို credit customer လေးကိုရရရှိ customer လေးကို ID နေနဲ့တိစောက်ပေးရမှာဖြစ်ပါတယ်က supplier လေးနောက်တစ်ခုက supplier လေးဆိုတာ credit purchase ကျွန်တော်တို့က customer supplier စီမှာကျွေးနဲ့ဝယ်ထားတယ်အဲ့ဒီကျွေးနဲ့ဝယ်ထားတဲ့ချိန်မှာလောက်ကိုတဲ့ချိန်မှာကျွန်တော်တို့ကကျွေးနဲ့ကုန်ပစ္စည်းတွေဝယ်ထားတဲ့ supplier စီမှာဘယ်လောက်ပေးစရာရှိတယ်ဆိုတာဟာဒီပို့တာကျွန်တော်တို့ supplier ကိုလည်း ID နဲ့တိစောက်ပေးရမှာဖြစ်ပါတယ်ကနောက်တစ်ခုဒီစားရမှာက item inventory လေး item inventory လေးဆိုတာကိုလည်းကြာဘယ်ပစ္စည်းတွေကဘယ်လောက်ကြာသေးလဲဆိုတာဟာ item မျိုးများကိုလည်း ID နဲ့တိစောက်ပေးရမှာဖြစ်ပါတယ်ကကျွန်တော်တို့ကလောက်ကိုတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ inventory လက်ကြာဘယ်လောက်ကြာသေးလဲထောက်ဝယ်ပို့လို့သေးတာလားလက်ရှိဘယ်ပစ္စည်းကဘယ်လောက်ကြာသေးတယ်ဒီပို့တာအဲ့ဒီကျွန်တော်တို့ရောက်မဲ့ကိုပစ္စည်းတွေက inventory လေးကိုID နေတွေနဲ့တိစောက်ပေးရမှာဖြစ်ပါတယ်ခင်ဗျာဒါဆိုရှင်နောက်တစ်ခုကျွန်တော်ထည့်ပြောပြမယ်နော်ကျွန်တော်တို့က transition ထည့်တော့မှလည်း data entry only menu ကကျွန်တော်တို့ကဒီ data လေးကိုကျွန်တော်တို့က menu အနေနဲ့ရိုက်သွင်းရမှာဖြစ်ပါတယ်ခင်ဗျာ user ကဒီ sheet တွေကိုပဲ data တွေကို menu ရိုက်သွင်းရမှာကျွန်တော်တို့က menu data ကိုဘယ်လိုမျိုးရိုက်သွင်းရမှာဆိုတော့ sheet ဘယ်နှခုရှိရဲဆိုလို့ရှိရင်5ခုရှိရင် save entry က credit save sheet ဆိုတာ sheet တစ်ခုတိစောက်ရမှာအကျွေးနဲ့ရောင်းထားတဲ့ဟာလေးကိုကျွန်တော်က credit save sheet နေ worksheet တစ်ခုတိစောက်ပြီးတော့စေးအန်တီလေးကိုအိုးလေးကိုရိုက်ထည့်ရမှာဖြစ်ပါတယ်ခင်ဗျာအကျွေးရောင်းထားတဲ့ customer လေးကိုစေးအန်တီနေနဲ့ကျွန်တော်တို့ကရိုက်ထည့်ရမှာပြီးတော့ဆို purchase entry ဆိုကျွန်တော်တို့ကုန်ကြေးဝယ်ထားလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့က credit purchase sheet နေနဲ့ကျွန်တော်တို့ကဝယ်ထားတဲ့ကုန်ပစ္စည်းလေးတွေကိုကျွန်တော်ကဒီမှာpurchase credit purchase sheet ဆိုတာ worksheet တစ်ခုတိစောက်ပေးရမှာဖြစ်ပါတယ် cash receipt voucher ကျွန်တော်တို့ငွေလက်ခံရရှိတာငွေလက်ရရှိတာဆိုရင်ငွေလက်လက်ခံရရှိတာရှိနေတခုကိုလည်းကျွန်တော်တို့က currency ရှိကိုတိစောက်ပေးရမှာဖြစ် cap payment ရှိဆိုတာ cap payment ငွေပေးချေပြီးတဲ့ရှိစည်ရင်းတွေကိုလည်းငွေပေးချေတဲ့စည်ရင်းနေနဲ့ရှိတခုကိုတိစောက်ရမှာဖြစ်ပါတယ်ခင်ဗျအခုကကျွန်တော်တို့က currency ရှိနဲ့ cap payment ရှိဆိုတာကျွန်တော်ခွဲပြီးတော့တိစောက်ခြင်းဖြစ်ပါတယ်ခင်ဗျတကယ်ပုံမှန်ဆိုရင် currency ရှိနဲ့ cap payment ရှိကိုနှစ်ခုပေါင်းပြီးတော့ထည့်လို့လည်းရပါတယ်ခင်ဗျဒါပေမဲ့ကျွန်တော်ကတော့ currency ရှိနဲ့ cap payment ရှိကိုရှိတစ်ခုတည်းမှာမထည့်ပဲနဲ့နှစ်ခုခွဲပြီးတော့တိစောက်ခဲ့တယ်ဖြစ်ပါတယ်ခင်ဗျ currency ရှိတာလက်ခံရရှိတော့ငွေလက်ခံရတဲ့သူကတစ်ယောက်ဖြစ်မှာငွေပေးတဲ့သူကတစ်ယောက်နေတာကျွန်တော်ကငွေနဲ့ပတ်သက်တဲ့ပြီးတော့ပေးတဲ့လူကတစ်ယောက်နဲ့လက်ခံရရှိတော့တစ်ယောက်ဆိုပြီးတော့ရှိနှစ်ခုကိုကျွန်တော်ခွဲပြီးတော့ထည့်ရပါပြန်ငွေအဲ့ဒီမျိုးမှလည်းကျွန်တော်က currency ရော cap payment ရောငွေကြိုက်တဲ့ cash တယောက်တည်းထားမယ်ဆိုလည်းရပါတယ်ခင်ဗျဒါအဲ့ဒီမျိုးသုံးချင်လည်းရပါတယ်ကျွန်တော်လက်တလောတော့ရှိနှစ်ခုကိုခွဲလိုက်တယ် cap payment currency ရှိရတယောက်ကခံမှာ cap payment ရှိဆိုတာကတယောက်ခံမှာအဲ့ဒီမျိုး cap ကိုနှစ်ပါးခွဲရောကျွန်တော်ထည့်လိုက်တာဖြစ်ပါတယ်တကယ်ပုံမှန်တစ်ပိုင်းတည်းလည်းရတာပေါ့နော်ကျွန်တော် journal voucher ဆိုတာ journal ရှိကျွန်တော်ကဒီဘုံနဲ့မဆိုင်တဲ့ဟာလေးဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလဲ journal ဆိုတဲ့အထက်မှာ journal voucher ဆိုရအဲ့ဒီ journal နဲ့ပတ်သက်ပြီးတော့စင်တဲတွေကိုထည့်ရမှာဖြစ်ပါတယ် journal ရှိဆိုတာကျွန်တော်တကူထားတိစောက်ရမှာဖြစ်ပါတယ်ခင်ဗျဒါတို့ရှိရင် menu အနေနဲ့ရှိရဘယ်နှခုတိစောက်ရမလဲဆိုရင် data menu entry ရဲ့ theme data ရှိရဘယ်နှရှိရ worksheet ဘယ်နှရှိတယ်ဆိုလို့ရှိရင် save entry ရှိတာ purchase entry ရှိတာ currency ရှိတာ cap payment ရှိတာ journal voucher ရှိဆိုတာရှိစုစုပေါင်းရှိ5ခုကိုတိစောက်ရမှာဖြစ်ပါတယ်ခင်ဗျဒီရှိမရှိ5ခုတာ menu data ကိုရိုက်သွင်းရမှာဖြစ်ပါတယ်နောက်တစ်ခုအဲ့ဒီ menu နဲ့ရိုက်သွင်းတဲ့ဟာလို့ကျွန်တော်တို့က menu နဲ့ရိုက်သွင်းစရာမလို auto နေနဲ့ထပ်ပေးရမှာသူ့ auto transition နဲ့ထပ်သွားရမှာဖြစ်ပါတယ်အဲ့ဒီ worksheet ရပါလဲ general lecture ဆိုတာ auto posting ထပ်ပေးရမှာ inverted movement ဆိုတာအဲ့ဒါ inverted ပစ္စည်းစင်းထဲမှာကိုရောင်းတဲ့ပစ္စည်းတွေမှာ auto ထပ်သွားရမှာဖြစ်ပါတယ် trial line နဲ့ auto ထည့်ရမှာဖြစ်ပါတယ်အဲ့ဒီ auto ထပ်ဖို့တဲ့ကျွန်တော်တို့ auto system ဘယ်လိုမျိုးလုပ်ရမလဲဆို exact formula တို့ချင်းလဲရတယ် exact formula နဲ့ကျွန်တော်တို့က
auto system ထပ်မထက်ချင်ဆိုရင် VBA program နေနဲ့ထပ်ပြီးတော့အသုံးပြုချင်လဲရတယ်ကိုကျွမ်းကျင်ရတဲ့သုံးလို့ရတယ်ကျွန်တော် exact formula ကျွမ်းရင် exact formula နဲ့ထပ်ပါ exact formula မကျွမ်းဆိုရင် VBA program နဲ့ထပ်ပြီးတော့အသုံးပြုလို့ရပါတယ်ခင်ဗျာဒါဆိုရင် report ကျွန်တော်ထုတ်မှာအဲ့ဒီ report ထုတ်မှာဒီရလဲ report လဲကျွန်တော် formula system နဲ့အဲ့ဒီ general lecture inverted trivalent နေရလာတဲ့ဒီ general lecture နဲ့ trivalent နေထုတ်လိုက်တဲ့ဟာကိုကျွန်တော်တို့တွေက profit and loss ဆိုတာကိုယ်မှာလုပ်ငန်းရဲ့ detail မှာ show လာမြလားဆိုစင်ကိုဒီကြ profit and loss ဆိုတာ auto ထည့်မယ်formula နဲ့တပါ balance sheet ဆိုတာကျွန်တော်လုပ်ငန်းရဲ့ income statement ဆိုတာဒီတနေ့တနေ့ချုပ်ဆွဲတဲ့အစီအရင်ဖြစ်ပါတယ်ဒီနေ့ချုပ်တဲ့လုပ်ငန်းရဲ့အခြေအနေနေထားကိုတီးဖို့အတွက်ဆွဲတာဖြစ်ပါတယ်အဲ့ဒါ formula နဲ့ရေးရမှာဖြစ်ပါတယ် cash flow ဆိုတာကိုယ့်ရဲ့လုပ်ငန်းအခြေအနေကငွေလိုအပ်နေတာလားဘယ်လိုမျိုးငွေကိုပြန်ရှာရမှာလဲအဲ့ဒီမျိုးငွေရေးကြေးအခြေအနေနဲ့ပတ်သက်ပြီးတော့ငွေအကျွေးရဘယ်လိုရှိတာလဲအဲ့ဒီမျိုးအခြေအနေကိုတီးဖို့အတွက်ကျွန်တော်တို့က cash flow ကိုဆွဲရမှာဖြစ်ပါတယ် dashboard ဆိုတာကိုယ့်ရဲ့လုပ်ငန်းအခြေအနေခြေ position တွေထားကိုတီးဖို့အတွက် dashboard ကိုဆွဲရမှာဖြစ်ပါတယ်ကျွန်တော်တို့ကဒီလိုမျိုးအနေနဲ့ report ထုတ်မှဆိုရင်ဒီ label ကိုဆွဲရမှာဖြစ်ပါတယ်ဒါဆိုကျွန်တော်တို့မှာလုပ်ငန်းထမှာလို့ထက်မှဆိုရင်ဘယ်လိုမျိုးပိုင်းလေးဘယ်လိုမျိုးလုပ်ငန်းမှာလုပ်ဖို့အတွက်လူသမားဘယ်နေရာလို့တဲ့အဲ့ဒီပိုင်းလေးကိုဘယ်သူကဘယ်လိုမျိုးစီမံခန့်ခွဲရမလဲဆိုတဲ့အပိုင်းကိုကျွန်တော်ဆက်ရပြပြပေးမယ်ဒီစင်းလေးကိုထပ်ဖို့အတွက်ကျွန်တော်တို့မှာ conclusion accounting ဆိုတာဒီပေါင်ဝင်တဲ့အစိပ်ပိုင်းလေးတွေကျွန်တော်ဆက်ရရှင်းပြပေးမှာဖြစ်ပါတယ်ဒါဆိုရင် batch control system အနေနဲ့ကျွန်တော်တို့က data entry ဆိုတာလူသမားလေးကိုမှရှိတဲ့လူသမားလေးကိုကျွန်တော်တို့က sale entry တွေရက်ခဲ့မှာ budget entry လေးရက်ခဲ့မှာ cash rate တွေရက်ခဲ့မှာ cash payment လေးရက်ထဲမှာအဲ့ဒီမျိုး Excel ကိုကျွမ်းကျင်တဲ့သူရက်ခဲ့လို့ရတယ်နောက်တစ်ခုက number auto system Excel ဝင်မှာအဲ့ဒီကျွန်တော်တို့ကဥပမာပြောမှာဆိုရင် invite voucher number တို့ပြီးရင် cash payment cash receipt journal voucher အဲ့ဒီမျိုး auto system နေနဲ့ကျွန်တော် number လေးကိုထုတ်ပေးမှာ Excel formula နဲ့ကျွန်တော်လုပ်ပေးရမှာဖြစ်ပါတယ်ပြီးရင် check in လာ accounting ကသူတို့တက်ထားတဲ့စင်းလေးကိုမှန်လားမမှန်လားဆိုတော့ကျွန်တော်စစ်ဖို့တာ accounting ကဘယ်ပိုင်းလေးစစ်ရမလဲဆိုရင်ကျွန်တော်တို့တွေကသူတို့ထက်ထားတဲ့ဟာကိုကျွန်တော်တို့ကlecture ဆိုတာ lecture posting ကိုလုပ်ပေးရမှာဖြစ်ပါတယ်ဒါ accounting မှာ lecture တဲ့ကိုကျွန်တော်တို့ကထက်ထား lecture posting ပိုင်းကို check in လုပ်ရမှာဖြစ်ပါတယ်သူတို့သင်ရတဲ့စင်းလေးကမှန်လားမမှန်လားဆိုတာဟာဒီဘက်ကိုစစ်ဆေးရမှာဖြစ်ပါတယ်အဲ့ဒီမျိုးဒါ accounting မှာစစ်ဆေးရမှာဖြစ်ပါတယ်အဲ့ဒီ accounting မှာသူစစ်ဆေးလိုက်တဲ့ဒီအပိုင်း data entry ရဲ့တင်တဲ့အပိုင်းမှန်သွားပြီဆိုရင်တော့ဒီ owner သို့မဟုတ်ဒီလုပ်ငန်းမှာတောင်းရှိတဲ့သူက approve အနေနဲ့ကျွန်တော်အတည်ပြုပေးရမှာဖြစ်ပါတယ်ဒါဆိုကိုယ့်ရဲ့လုပ်ငန်းကိုဒီမျိုး start လုပ်ငန်းကို data entry ရဲ့တင်ဖို့တက်ဆက်ချင်း data start တွေကိုဘယ်ပိုင်းမှာဘယ် start ကိုရက်တင်ခဲ့မှာ accounting သမားကဘယ်ပိုင်းကိုစစ်ခဲ့မှာ owner ဒီစင်းအမှန်မှန်နဲ့ဒါမှမဟုတ်လုပ်ငန်းမှာတောင်းရှိတာ upload လုပ်ခဲ့မှာအဲ့ဒီမျိုးပိုင်းလေးနဲ့ခွဲပြီးတော့အသားမှန်ပေးရမှာစင်းကျွန်တော်တို့ကသူ့ပိုင်းနဲ့သူခွဲပြီးတော့ data entry ကိုသင်ပေးရမှာစစ်ဆေးရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့က accounting approach policy တည်သွားရဆိုရင် accounting မှာကျွန်တော်တို့တွေကဘယ်လိုမျိုးလုပ်သွားလဲဆိုတာကျွန်တော်ဆက်ပြီးတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျ accounting flow ကပါလဲဆိုအလုပ်ဖို့စစ်ဆေးရကျွန်တော်ပြောပါတော့ဆို day book ဆိုတာ data entry တွေရက်တင်မှာ menu အနေနဲ့အဲ့ဒီကနေရော journal မှာဆိုရင်စင်းလေးကိုကျွန်တော်တို့က adjustment နေနဲ့ကျွန်တော်တို့ကညှိရမှာဥပမာပါနော်ကျွန်တော် prepay တို့အကျိုးတင်ပေးရတယ်ကြိုတင်ရတဲ့ကိစ္စရတယ်ပြီးရင် depreciation ကကျွန်တော်တို့ကဒီနာ counter set ပေါ်မှာတန်ဖိုးရောကြောင်းမှုတွေအဲ့ဒီမျိုးညှိတဲ့ဟာတို့ဒီမျိုးအဲ့ဒါကိုကျွန်တော်တို့တွေကအကြမ်းမှန် journal ထပ်မှာညှိပေးရမှာဖြစ်ပါအဲ့ဒီကနေ day book နေရ journal နေရ train လာတဲ့ဟာလေး auto နေနဲ့ကျွန်တော်တို့က general lecture တဲ့ပို့ပေးရမှာဖြစ်အဲ့ဒီ journal ထပ်မှာ general lecture တဲ့ကိုကျွန်တော်တို့က auto posting လုပ်လိုက် debit credit sign ဘယ်လနှစ်ပဲဆိုလို့အတန်ဖို့ညီသွားပြီဆိုရင်တော့ try balance တဲ့ကိုထပ်ပို့ရမှာဖြစ်ပါတယ်အဲ့ဒါ formula နဲ့ဖြစ် VBA နဲ့ထပ်ပို့ရမှာဖြစ်ပါတယ်အဲ့ဒီ try balance တဲ့မှာကျွန်တော်တို့ကနှစ်ပတ်ညီသွား try balance ဆိုတာဘာပြောလဲဆိုရင် assumption တာလို့ခေါ်တယ်เนาะဒီတစ်နှစ်တခါကျွန်တော်တို့ကနှိမ့်ချုပ်တော့မှအဲ့ဒီတစ်နှစ်ကနှိမ့်ချုပ်မချုပ်သေးပဲနဲ့ assumption ကာလမှာကျွန်တော်က assumption တာနေနဲ့ကျွန်တော်တို့ကစင်းရင်ကိုကြည့်ရှင်လဲဆိုရင်တော့ try balance တဲ့နေရောစင်းရမှာဖြစ်ပါတယ်ခင်ဗျအဲ့ဒီ try balance နေမှာကျွန်တော်တို့ကဗာလေးရလာမှာ income statement ဆိုတာလုပ်ငန်းရဲ့အရှုံးများစင်း profit or loss လေးထွက်လာမှာအဲ့ဒီ profit or loss ရသွားပြီဆိုကျွန်တော်တို့လုပ်ငန်းရဲ့နှစ်ကိုရင်နှစ်ချိုးတစ်နှစ်တက yearly နေနဲ့နှစ်ချိုးနှစ်ချိုးစင်းကိုလုပ်ငန်းရဲ့အခြေအနေနေတာကိုသိရမှာဖြစ်ပါတယ်ခင်ဗျဒီမျိုးပိုင်းနေတဲ့ကျွန်တော် data ကိုလုံးသွားမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော် accounting exam မှာ Excel format ဘယ်လိုဆွဲထားလဲဆိုတာကျွန်တော်အကြမ်းမြင့်နေတဲ့ဆက်ရရှင်းပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆိုတာ purchase day book လား purchase day book ဆိုတာဟာစင်းကိုကျွန်တော် credit purchase ကျွန်တော်တို့အကျွေးဝယ်ဆိုတော့ဆိုရင် date ရှိတယ် invite number ရှိ invite number ဆိုတာဟာငွေမပေးချရသေးတဲ့အတွက်ကျွန်တော် invite ဆိုတာ number ထုတ်တယ်ပြီးရင် supplier မှာကိုကျွေးနေဝယ်ထားတဲ့ item
item နေရပါ item လား quality ဘယ်လောက်လဲ quality cost ကဘယ်လိုစုစုပေါင်း cost ကဘယ်လောက်လဲsorry cost တန်ဖိုးက item တစ်ခုရ cost တန်ဖိုးကဘယ်လောက်လဲဒါဆိုစုစုပေါင်းအမဘယ်လောက်လဲဆိုတာဒါ credit purchase နဲ့ဝယ်တာဒီမျိုးတိုက်တဲ့ခေါင်းစဉ်လေးနဲ့ကျွန်တော်တို့ကဒီ exact format ကိုဆွဲပေးရမှာဖြစ်ပါတယ်အဲ့ဒါ credit purchase အနေနဲ့ day ဖို့ purchase day ဖို့အနေနဲ့ anti ရတဲ့နဲ့ဖြစ်ပါတယ် exact formula ပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ amount လို့တဲ့ဆိုလို့ရှိရင် quality နဲ့ cost နဲ့မျှော်လဲမယ်ဆိုလို့ရှိရင်ဘာလာရတာလဲamount ရလာမယ်ပြီးရင်အဲ့ဒီ purchase နေဘက်ထက်ပို့ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့လေးက lecture တဲ့ပို့ပေးရမှာ lecture တဲ့ပို့ဆိုလို့ရှိရင်ကျွန်တော်တို့က account နဲ့ account နဲ့ transaction တွားရမှာအဲ့ဒါအပါချေအကောင့်မှာကျွန်တော်ပါချေအကောင့်မှာပြည့်စုံဝယ်တဲ့အတွက်မကောင်းတဲ့ expand မလို့ debit side ထဲမှာ supplier မှာဆိုတော့ credit side ထဲမှာ supplier မှာကျွန်တော် lecture တဲ့ပို့တဲ့ပုံစံပြပြနော် supplier စီမှာ credit supplier စီမှာပါဆိုပေးရရှိအကျွေးလဲပြီးအတူတွေတိုးလာတဲ့ credit side မှာကျွန်တော်တို့ကထပ်ပေးရမှာဖြစ်ပါတယ်ဒါဆိုရင် purchase day ပုံနဲ့ကျွန်တော်အစိပ်ပဲနေနဲ့ကျွန်တော်ပြပြတဲ့ဟာသဘောတရားနားလည်မယ်လို့ထင်ပါတယ်ခင်ဗျာဒါဆို credit purchase ပြီးသွားဆိုရင်နောက်တာ exact format say entry ဆိုတာ format ဘယ်လိုတိုက်တဲ့ခေါင်းစဉ်လေးနဲ့ header တိုက်တဲ့ exact header တိုက်တဲ့ခေါင်းစဉ်လေးနဲ့ဘယ်လိုဆွဲလဲဆိုတာကျွန်တော်ဆက်ပြီးရှင်းပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ credit say ကျွန်တော်တို့က customer လေးကိုအကျွေးနဲ့ရောင်းတယ်အကျွေးနဲ့ရောင်းတယ်ပေါ့ဆို date ပါမယ် invite ပါမယ် customer name ပါမယ် item ပါ quality ပါမယ် apply ပါမယ် amount ပါမယ်เนาะဒါအကျွေးနဲ့ရောက်တာဒါ formula လို့ကျင်တယ် amount လို့ရှင် quality နဲ့ plan နဲ့မှားလိုက်ဆိုတော့ amount တစ်ခုရလာမှာလာ customer ဆိုရန်ရှိအကျွေးတူ debit side เนาะ sale ဆိုတာလုပ်ငန်းတဲ့အကောင့်ချင်းသဘော income မလို့ပါလဲဆို credit side ဒါဆိုရှင်နောက်တစ်ခုက cash purchase ဆိုတာဟာပါဆိုရှင်ကျွန်တော်တို့sorry cash book เนาะ sorry cash book ဆိုတာဝင်လုပ်ငန်းမှာငွေဝင်တာငွေထက်တာဟာဟိုတည်းများ cash book ကိုဆွဲတယ် cash book ကိုဆွဲတယ်မဆိုတော့အကောင့် header များကိုလည်းတိကျရတဲ့ cash book နဲ့ journal တို့ဒီ header ခေါင်းစဉ်များကိုတူညီအောင်တိဆောက်ပေးရမယ်အဲ့ဒါကျွန်တော် cash book နဲ့ journal ရဲ့ခေါင်းစဉ်တူရမှာ cash book ကday ရ invite number ရ name ရ purchase ရ account နဲ့ရ debit side credit side เนาะ balance sheet ဆိုတာအဲ့ဒီမျိုးကျွန်တော်တို့ကတိဆောက်ပေးရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ကအဓိကတော့ဒီမှာ cash book နဲ့ journal နဲ့ကျွန်တော်တို့ကတူပြပြန်ဒီမှာ journal မှာဘယ်လိုဆက်ရမလဲ စီရနေရ day ရ receipt number payment voucher နေရ particular account နဲ့ debit credit ဆိုင်เนาะအဲ့ဒီမျိုးကျွန်တော်တို့ကဒီ journal နဲ့ကျွန်တော်တို့က journal နဲ့ cash book နဲ့header title နေလေးကလိုအပ်တထားတဲ့ဖြစ်နေရမှာဖြစ်ပါတယ် cash book နဲ့ journal နဲ့ header title နေတူအောင်တိဆောက်ရတယ်ဆိုတာကိုကျွန်တော်က general lecture ရရင်ကျွန်တော်ပြန်ရှင်းပြပေးမှာဖြစ်ပါတယ်ခင်ဗျဒါဆိုရှင်ကျွန်တော်အခုပြောပေးမဲ့ cash book เนาะ cash book ဆိုတာကျွန်တော်ကဒီမှာ cash book မှာ debit credit side ဆိုတာဟာကျွန်တော်ကတခုတည်းရေးလိုက်တယ်ဒါဆို debit credit side ကိုဒါဆိုအဝင်လန် debit ထွက်မယ်ထည့်မယ်ကိုလုံးကမှာငွေထွက်သွားဆိုရင် credit side ထည့်မယ်ဒါဆိုရင် cash book ကြိုက်တဲ့လူကငွေဝင်တာလည်းသူကြိုက်တယ်ငွေထွက်တာလည်းသူကြိုက်တယ်ဒါဆို cash book ကြိုက်တဲ့လူကတယောက်ပဲเนาะတကယ်ပုံမှန်ဆိုရင်ဒီတိုင်းထားရင်သိစမပြဘူးငွေဝင်တဲ့ငွေကြိုက်ငွေအဝင်ကြိုက်တဲ့လူကတယောက်ထားရမှာငွေထွက်ငွေပေးချေတဲ့လူတယောက်ထားပေးရမှာအဲ့ဒီမျိုးမှာပို့ပြီးတော့ဆက်ပြမယ်ထင်ပါတယ်ခင်ဗျကြောင့်လို့ဆိုရင်ကျွန်တော် cash book ကိုတယောက်တည်းကြိုက်တဲ့သဘောတရားကိုကျွန်တော်ကဆက်ပြဒီမှာသဘောတရားပြပြမယ်နော် cash book မှာအဝင်ရှိတယ်အထွက်ရှိတယ်နော်ဒါ cash book အဝင်ထည့်ရတယောက်တည်းကြိုက်တဲ့သဘောဒါဆိုကျွန်တော်တို့ cash book ကိုဘာနဲ့တူရမလဲ header ခေါင်းစဉ်က journal ခေါင်းစဉ်နဲ့တူရမယ်ပြောတာနော် header title တွေကိုတိဆောက်တဲ့အချိန်မှာ journal ခေါင်းစဉ်နဲ့တူတိဆောက်ရမယ်လို့ပြောတာနော်အဲ့ဒီကြောင့်မှကျွန်တော်သိစိတ်ပြန်ရှင်းပြမယ် journal ရမှာဘာဖြစ်လို့တူအောင်တိဆောက်ရမလဲဆိုရင်ဒီမှာ cash book serial နာကဘာဒါ CP1 CP2 CP3 တဲ့ဒါဘာဖြစ်လို့ကျွန်တော်ဒီမျိုးထည့်ထားလဲဆိုရင်ဟင်းလား CP1 CP ဒါကျွန်တော်တို့က cash book အနေရပဲပို့တာလဲဆိုရင်ကျွန်တော်တို့တွေက cash book ကနေကျွန်တော်တို့က general ledger တဲ့ပို့ပေးတယ် cash book နေကျွန်တော်တို့က general ledger ပို့တယ်ဆိုရင်ဒီအခုကဒီ cash book မှာဒီ journal ရဲ့လည်း general ledger တဲ့ပို့အကောင့်ကိုလိုကဒီ general ledger တဲ့ကိုကျွန်တော်တို့ကပို့တဲ့အချိန်မှာဆိုရင်ဒီဘယ်ကျွန်တော်တို့ခေါင်းစဉ်လေးကိုပြန်ဆက်ပို့တာဘယ်နေရာမှာမှားပါလဲမှားတဲ့နေရာဒီ cash book ကမှားတာလားဒီဒါမှမဟုတ်ရင် journal voucher journal general sorry journal ကနေjournal account journal ကမှားတာလား cash book ကမှားတာလားအဲ့ဒီမျိုးကျွန်တော်တို့သိဖို့တဲ့တိထားကြခြင်းဖြစ်ပါတယ်ခင်ဗျဒါဆိုရင်အဲ့ဒါကြောင့်ကျွန်တော်တို့က cash B1 CP2 CP3 ဆိုထည့်လိုက်တာပြီးရင် date ထည့်မှာ receipt voucher payment voucher လေးထည့်မှာပြီးရင် name ထည့်မှာ particular ထည့်မှာ account name တွေထည့်မှာပြီးရင် debit credit side ထည့်မှာပြီးတော့ဆိုရင် balance ဒါ cash book ကိုထည့်တဲ့ပုံစံဒါဆိုရင် cash book မှာ
VPN နဲ့ in နဲ့ပေါင်းမယ်အောင်းကိုနှိုးလိုက်မယ်ဒါဆို Caspo ရနော် Caspo နဲ့ original lecture တဲ့ပို့လိုက်နော် Caspo နဲ့ lecture ပို့တာဒါဆိုရှင်နောက်တစ်ခုကပါလဲဆိုရှင် journal ဆိုရင်ကျွန်တော်ပြောပြီးနော် Caspo နဲ့ journal နဲ့တွေ့ရအဲ့ဒါကြောင့် Cas account header များတိစားရတယ် Caspo နဲ့ journal တို့ header ကောက်စင်များတူနေရမည်လားဒါဆို Caspo နဲ့ journal လည်းတူဖြစ်ရမှာဒီမှာ Caspo လည်းတူဖြစ်တယ် Caspo မှာ account CBA date တွေreceipt payment voucher လေးနေ particular account လေး debit site credit site ပေါ့နော်ဒီ journal မှာလည်းတူပဲနော် journal မှာလည်းပါဆို journal ရှိရ date share receipt voucher name share particular account name share debit site credit site ရှိရနော်အဲ့ဒါလေးကကျွန်တော်တို့က journal ထဲမှာပါရဆိုရင် journal ဆိုရင် JB တန် journal book JB တို့1 2 3အဲ့ဒါကျွန်တော်တို့က journal lecture တဲ့ဟိုဒါလေးတွေပို့ပေးရမှာ journal lecture တဲ့ပို့တဲ့ချိန်မှာ journal ရမှားတာလားcash ပို့မှားတာသိဖို့ဒါကျွန်တော် GPN GB တူထဲတယ်နော် day လေးပါမယ် receipt payment voucher ထဲမှာ name ဆိုတာကျွန်တော်တို့ကနေရာကိုထည့်ချင်တဲ့နေလေးပေါ့နော်ဒါ particular ဆိုတာ opening ရှိမယ်account လေးရှိမယ်ပြီးတော့sorry particular ထဲမှာ account လေးပြင်မှာ debit site credit site လေးရှိနော်အဲ့ဒီမျိုး particular ဆိုကိုရေးချင်တာရေးလို့ရနော်အောက်ဒါ account လေးရှိတယ်ဒါ debit site ရှိတယ် credit site ရှိတယ်ဒါဆိုရင်ကျွန်တော် journal ထဲမှာလည်းပါညီရမှာလား debit credit site နဲ့ credit site ညီရမှာဒါဆိုရင် journal ရဲ့သဘောကျွန်တော်နားလည်မယ်လို့ထင်ပါတယ်နော် journal ပြီးသွားဆို journal lecture တဲ့ပို့ပေးရမှာဒါ exam နဲ့ကျွန်တော် VBA နဲ့ပို့မှာလား exam formula နဲ့ပို့မှာလား journal lecture ဒါ auto posting keyboard နဲ့ရဲသွင်းစေရမလို့တော့ဒီပိုင်းအပေါ်နေကျွန်တော်ရှင်းလာတဲ့ဒီပိုင်းဒီ journal ပိုင်းဒီ menu နေတဲ့ data ကိုရဲသွင်းရမှာဖြစ်ပါတယ်ခင်ဗျဒါဆိုရင် journal lecture တဲ့ကိုထည့်မယ် journal lecture တဲ့ကိုထည့်မယ်ဆိုရင်တော့ cash book အနေ journal lecture တဲ့ပို့တယ် journal နေတာ journal lecture တဲ့ပို့တယ်နော်ဒါဆိုရင် lecture တဲ့ကိုဘယ်လိုထည့်တာလဲ journal lecture တဲ့ cash book မှာလည်း debit site credit site ကိုလည်း journal lecture တဲ့တို့ထည့်လင်းလဲ debit site credit site ကောလာများပြောင်းပြီးမှထည့်ပေးရမည်ဒါဆိုရင် cash book မှာ debit site ဆိုရင်ကျွန်တော်တို့က journal lecture ထည့်ရရင် credit site နဲ့ဖြစ်ရမယ် cash book မှာ credit site ဆိုရင် journal lecture ထည့်ရရင်တော့ debit site ဖြစ်ရမယ်ဒါဆိုရင် cash book က journal lecture တဲ့ကိုထည့်တဲ့စမှာဆိုရင် debit credit site ကိုပြောင်းပြန်နေနဲ့ပြန်ထည့်ပေးရမယ် journal မှာတော့ debit site ဆိုရင် debit credit site ဆိုရင်လည်း journal ကျွန်တော်တို့က journal မှာ debit credit site ကို journal lecture ထဲမှာလည်း debit credit site နဲ့ debit ထည့်ပေးရမှာပြောင်းလဲစေရမလို့ပြောင်းပြီးတော့ cash book ကိုလိုမျိုးပြောင်းပြန်ထည့်စေရမလို့เนาะဒါဆို is by နေနဲ့ကျွန်တော်ရှင်းပြမယ် journal lecture မှာဒါ cash book ကျွန်တော်တို့တွေကထည့်လိုက်တယ်เนาะအဲ့ဒါဆို cash book နဲ့ journal lecture sorry cash book နဲ့ journal ကတော့အများနဲ့ header title တွေတူတူပဲဖြစ်ရမယ်လို့ပြောရအောင်เนาะအဲ့ဒါကဘာဖြစ်လဲဆိုရင်ကျွန်တော်တို့ကcash book data လေးကိုလို့ journal lecture ကိုကူးရေးလိုက်တယ် journal book ကအကုန်လုံး data လေးလားဒီ journal lecture ကိုကိုလိုကူးရေး copy ကူးရထည့်လိုက်တာဒါပေမဲ့ထူးခြားတဲ့ဟာဒီမှာ debit site နဲ့ credit site cash book ကိုပြန်တင်ရတယ်အစဒီမှာဘယ်လောက်ရှိလဲဆိုရင် cash book မှာ3သိန်းရှိတယ်နော်90ရာ1000သိန်း3သိန်းရှိရနော် credit site မှာ3သိန်းရှိရင်ဒီမှာ cash book journal lecture တဲ့ရောက်တဲ့ချိန်မှာ cash book ကဘယ်လောက်ရှိလဲ credit site မှာ3သိန်း debit site မှာ9000ဒါဆိုအရင်အရှိရ cash book မှာကြည့်မယ် credit site မှာ3သိန်းဖြစ်ပြီးတော့ဒီမှာ credit site မှာအစဒီမှာ debit site မှာဘယ်လောက်လဲ3သိန်းเนาะ credit site မှာ9000ဒါဆိုရင်အဲ့ဒီ journal lecture တဲ့ကိုထည့်လိုက် cash book data ကို journal lecture တဲ့ထည့်လိုက်ရင်တော့ဘာဖြစ်သွားလဲ site ပြောင်းပြန်ပြသွားတယ် debit နဲ့ credit အဲ့ဒါကြောင့် debit site နဲ့ credit site နဲ့ပြောင်းပြန်ထည့်ပေးလိုက်တာဖြစ်ပါတယ်ဒါဆိုရင်နောက်တစ်ခုကပါလဲဆိုရင် journal ကတော့ die အတက်ပဲထည့်တယ်နော် journal မှာဒီမှာစုစုပေါင်းပဲလောက်ရှိတယ်ဆိုရင် journal ထဲမှာနေ့သိ15000ရှိရင် debit site နော်နေ့သိ15000ရှိရင် journal က debit site မှာအပေါ်မှာ journal မှာကြည့် debit site ကနေ့သိ15000ဒါဆိုအကုန်လုံးဆက်လာနေ့သိ15000နေ့သိ15000ဒါဆိုရင် तू ကလိုဝမပြောင်းလဲဘူးနော်ပြောင်းလဲစေရမလို့ debit credit site နဲ့ဟိုပြောင်းလဲစေရမလို့ journal မှာဒါဆိုရင် journal ကတော့ debit credit site ကို journal lecture တဲ့ပို့တဲ့ချိန်မှာ die အတက်သူ့ငကိုတိုင်းထည့်ပြီးတော့ cash book ကတော့ journal lecture တဲ့ထည့်တဲ့ချိန်မှာ debit site က credit site ပို့ရမယ် credit site က debit site ကိုပို့ရမှာဖြစ်ပါတယ်အဲ့ဒီမျိုး journal lecture တဲ့ရောက်တဲ့ချိန်မှာဆိုရင်ကျွန်တော်တို့တွေက journal lecture တဲ့ရောက်တဲ့ချိန်မှာအဲ့ဒီအပေါ်မှာရှိတဲ့တန်ဖိုးလေးအကိုလိုကတူညီနေရမှာဖြစ်ပါတယ် journal lecture တဲ့ရောက်ရင်တန်ဖိုးလေးက debit site နဲ့ credit site နဲ့အကိုလိုကညီနေရမှာဖြစ်ပါတယ်เนาะအဲ့ဒါမှကျွန်တော်တို့တွေက try balance တဲ့ကိုပို့ပေးရမှာဖြစ်ပါတယ်
ကြောင့်မှာကျွန်တော်ဥပမာပြန်เนาะဒီမှာ265 3ည3လို့เนาะ265 3ည3လို့ဆိုပါစို့265တင်နေ3 3ညနေသိန်းနဲ့6000နဲ့5000เนาะတက်ပိတ်ဆက်မှာနေသိန်း5000ဆိုရင်တက် credit ဆက်မှာလည်းဘယ်လောက်ရှိရမလဲနေသိန်းနဲ့6000 5000ရှိရမှာเนาะဒါ debit credit ဆိုင်ရလိုက general lecture နဲ့ဝင်ကြီးဒီမျိုးညီသွားပြီးမှကျွန်တော်တို့လည်းဘတ်ထဲမယ်ဆိုရင် tribal land ထဲမယ် tribal land မထည့်ခင်မှာကျွန်တော်တခု inverty ကြောင်းပြပြမယ်အဲ့ဒီ inverty ကဘာလဲဆိုရင်ဒါကျွန်တော်တို့ကဒီကိုလုံးကမှာရှင် stock control လဲ exact formula auto posting ဒါ inverty လဲကျွန်တော် auto ထည့်ရမှာเนาะ keyboard နဲ့ရဲသိမ်းစရာမလိုstock control call or say လား go goose လို့ခေါ်เนาะတွဲရတက်ဖြစ်ပါသည် inverty မှာလား cost per unit CPU ကိုတွက်ချက်နေလား method 3မျိုးရှိပါလေ find if အရင်ရောလား weighted average ပြမြဈေးနဲ့တွဲလား perpendicular real time stock tracking system လားအဲ့ဒီမျိုး method 3ခုရှိတယ်เนาะ method တစ်ခုကိုတိုးပြီးရင်လည်းနောက်ထပ် method တစ်ခုကိုလည်းချိန်ခွင့်မရှိပါလားလူအများသုံးကြသည့် cost per unit CPU ရော cost per unit weighted average method နဲ့တွက်ပြပါမယ်ကျွန်တော်က weighted average method ဆိုတာဘာလဲဆိုရင် cost per unit တက်ချင်းကျွန်တော်တို့ကစေရောက်နိုင်မယ်ဆိုရင်ကျွန်တော်ကစေရပထမဆိုပါရင်သိရမလဲ cost သိရမှာ cost သိမှသာလျှင်ကျွန်တော်တို့ကကိုယ့်ရဲ့မူရင်းဈေးကိုစုစုပေါင်းတန်ဖိုးသိပြီးမှသာလျှင်ကိုကဒီပစ္စည်းကိုဘယ်လောက်ဝယ်လာတာလဲပြီးရင်ဘာနဲ့တည်တာလဲတည်ယူဈေးကဘယ်လောက်လဲဟိုလို့သမားခဘယ်လောက်လဲကိုတက်ကိုချခဘယ်လောက်လဲအဲ့ဒီမျိုးကိုလို့ပေါပြီးမှကျွန်တော်တို့ cost တစ်ခုရလာမှာ cost တစ်ခုရပြီးမှကျွန်တော်တို့ကစေးအနေနဲ့ပြန်ပြီးတော့ရမှာဖြစ်ပါတယ်ဒါဆိုမူရင်းပထမဆိုကျွန်တော်တို့ဝယ်လာတဲ့ပစ္စည်းကို cost တွက်ဖို့တဲ့အဲ့ဒီ contract နည်းဘယ်နည်းရှိလဲဆိုရင်3နည်းရှိရအဲ့ဒီတနည်းကျွန်တော်တို့3နည်းမှာတနည်းကို3ရမှာတနည်း3ပြီးမှတော့ရင်ကျွန်တော်တို့က save price ကိုသိရမှာဖြစ်ပါတယ်ဒါဆို save price ကိုမလုပ်ခင်မှာဆိုရင်ကျွန်တော်တို့က Guso ဆိုတာ cost per unit အရင်တွက်ရမှာဖြစ်ပါတယ်ဒါဆို cost per unit ဘယ်လိုတွက်လဲအသုံးပိုင်းမှာကျွန်တော်ကအခုက video file နဲ့ရှည်သွားပြီဖြစ်တယ်Guso ဘယ်လိုတွက်ပါလဲ cost per unit ဘယ်လိုတွက်လဲဆိုတော့နောက် video file မှာပြန်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်ခင်ဗျာဒီ video file ကိုနားလည်မယ်လို့ထင်ပါတယ်နားမလည်ဆိုရင်ဒီ video file ကိုထပ်ခါလေ့လာစေချင်ပါတယ်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ